ကဲတမိုင်းကိုပုံဖော်ခဲ့တဲ့လက်နက်တွေရဲ့နိလေးထောင်လောက်ရှေ့တဲ့ဇလန်းထဲကိုဝင်ကြည့်လိုက်ကြအောင် ဝါဒလူတိုက်ပွဲကဒီစကားကိုကြည့်လိုက်ပါတိုက်ပွဲရဲ့ရက်စက်ကြမ်းကြုတ်မှုကိုကွက်ကွက်ကွင်းကွင်းမြင်သာစေပါလေ ဒါပေမဲ့လက်နက်ဆိုတာတိုက်ခိုက်ဖို့တက်ကိရိယာတစ်ခုတော့မဟုတ်ပါဘူးအနုပညာနဲ့ဂုံတက်ရဲ့သင်္ကေတတစ်ခုလည်းဖြစ်နေတတ်ပါတယ် နှစ်ခေါင်ပေါင်းများစွာတိုက်ခိုက်ရေးမှာအထူးလက်နက်အမျိုးအစား2မျိုးပဲရှိခဲ့တယ် အဲ့ဒါတွေကတော့အနီးကတိုက်ခိုက်ဖို့ရိုက်ခတ်တဲ့လက်နက်တွေနဲ့အဝေးကနေဖြစ်ဖို့ဖြစ်လွတ်တဲ့လက်နက်တွေပါပဲ ဥရောပပုစိန်လိုလက်တကမ်းတိုက်ခတ်ရေးလက်နက်တွေမှာဆိုရင်လေယာမြောက်တဲ့ဖန်တီးနိုင်စွမ်းတွေကိုတွေ့ရမှာပါ ဓာတ်တွေကလည်းအလားတူပါပဲပိုင်ရှင်ရဲ့ကြွယ်ဝမှုနဲ့အစင်တန်းကိုဖော်ပြတဲ့အဆောင်အယောင်တွေဖြစ်လာခဲ့တယ် ဒီလိုတီထွင်ကြံစက်မှုတွေကတနေရာထဲမှာမဟုတ်ပါဘူးကမ္ဘာနေရာနဲ့ငါယဉ်ကျေးမှုတွေမှာလည်းတွေ့နိုင်ပါတယ် အဓိကကျတဲ့ဒီထွက်မှုတစ်ခုကတော့လီကွန်ဆက်ပါဒါကအလဲခေတ်စစ်မြေပြင်တွေကိုလုံးဝပြောင်းလဲဖြစ်ခဲ့ပါတယ် အဲဒီနောက်မှာတော့အရာအလုံးကိုတဖြည်းဖြည်းပြောင်းလဲပေမဲ့နီးပညာတစ်တစ်ခုပေါ်လာခဲ့တယ်ရမ်းမို့ပါ ဒီညမှာစိတ်ဝင်စားဖို့ကောင်းတာကစစ်ပွဲပုံစံဟောင်းနဲ့ပုံစံသက်ခြားကခြားနာချက်ကိုရင်းပြထားတာပါပဲ ဒါပေမဲ့လေဒီတော်လန်ရဲကချက်ချင်းကြီးဖြစ်လာတာတော့မဟုတ်ဘူးရာစုနှစ်ပေါင်းများစွာလန်နဲ့ဟောင်းနဲ့တစ်ကိုအတူရှင်တွဲတုံးခဲ့ကြရတယ် နောက်ထပ်အလှည့်ပြောင်းကြီးတစ်ခုကတော့ဇာမှုခစ်မှာရောက်လာပါတယ်ဒါကပฏิပတ်ခတ်တဲ့အတိုင်းအတာကိုပါပြောင်းလဲစေခဲ့တယ် အများအဖျားထုတ်လုပ်နိုင်လာတော့ထခါပြစ်နိုင်တဲ့ rifle တွေကိုစစ်တပ်တွေမှာအကြီးအကျယ်တုံးလာနိုင်ကြတယ် ဆိုတော့အဓိကမြင်ရရဲ့အချက်ကတိုက်စစ်နဲ့ခန်းစစ်ကြားကအမြဲတမ်းရှိနေတဲ့အပြိုင်မှုပါပဲ လက်နက်တွေကပိုကောင်းလာလေလေတန်ချက်ကတွေကလည်းလိုက်ပြီးတိုးတက်လာလေလေပဲကိုကကွယ်လို့စိတ်ကဘယ်တော့မှပြောင်းမသွားဘူးလေ ဒီချက်ကပဲဒီနေ့ခေတ်စစ်သားတယောက်ရဲ့ပုံရိပ်ဟာရှည်လျားတဲ့တမိုင်းရဲ့နောက်ဆုံးပေါ်အခန်းကဏ္ဍတစ်ခုဆိုတာကိုပြနေတာပါ နှစ်ပေါင်း4000လုံးလက်နက်နဲ့တန်ချက်ကတွေဟာအပြိုင်ဆိုင်ပြောင်းလဲတိုးတက်လာခဲ့တယ်။နောက်ပါဆက်ဖြစ်မလဲဆိုတာကတော့စဉ်းစားစရာပါပဲ